SQL injection နဲ့အချို့သောအခြား web attack တွေလုပ်တဲ့အခါအတော့ကိုအသုံးဝင်တဲ့ hack bar နဲ့ပတ်သက်ပြီးတော့ကျွန်တော် create လုပ်ထားတဲ့ K hack bar လေးအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ GitHub ဆိုတဲ့မျက်နှာပေါ်မှာ repository ဆိုတဲ့နေရာလေးပေါ့နော်ဒီဟာလေးဝင်လိုက်မယ်ဆိုရင်လောလောဆယ်တော့ထိတ်ဆုံးမှာတွေ့ရပါလိမ့်မယ် hack bar ပေါ့နော် K hack bar လို့ရေးထားပါတယ်ဆိုတော့အဲ့ဒါလေးကိုဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့အသေးစိတ်ဖော်ပြချက်လေးတွေရေးထားပါတယ်နော်အဲ့တော့ဒီမှာကျွန်တော်တို့ကအားလုံး system အားလုံးမှာတပြေးညီသုံးနိုင်အောင်ပြောပြမယ်ပေါ့နော်တကယ်တော့ Mac တို့ Linux တို့မှာဆိုရင်သုံးရတာအရင်လွယ်ပါတယ်အဲ့တော့ Chrome တို့မဟုတ် Chromium browser ရှိုံနဲ့သုံးနိုင်ပါတယ်နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့Mac တို့မှာဆိုလို့ရှိရင်အလွယ်ဆုံးအနေနဲ့ပေါ့နော် installation guide ပေးထားတယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ဒီ command လေးရိုက်ထည့်မယ်ပြီးရင် browser မှာဒီလိပ်စာကိုသွားမယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့ settings လုပ်လို့ရပြီပေါ့နော်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာပြထားတယ်အဲ့တော့မသိသေးတဲ့သူတွေအတွက်ကျွန်တော်ထပ်ပြီးပြပြပေးပါမယ်အဲ့ဒီမှာပေါ့အရင်ဆုံးကျွန်တော်တို့ကဒီ project ကို download လိုက်မယ်ပေါ့နော်ဆိုတော့ Linux တို့မှာဆိုရင်တော့ Git clone နဲ့အလွယ်တကူတစ်ခါတည်းသုံးလို့ရပြီမယ်နော် Windows သမားတွေအတွက်အလွယ်ဆုံးဖြစ်အောင်ကျွန်တော် download zip ဆိုတဲ့နေရာလေးကနေ down ပြီးဖြည့်လိုက်လို့ရပါတယ်နော်အဲ့တော့အဲ့လိုမျိုး down ပြီး zip ဖြည့်လိုက်တယ်ဆိုလို့ရှိရင် folder လေးတစ်ခုထွက်လာမယ်နော်အဲ့တော့ဒီထဲမှာကျွန်တော်တို့ဒါလေးထွက်လာရင်ရပြီပေါ့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်ဟုတ်ပြီကျွန်တော်တို့ဒီ folder ထဲမှာပဲနော်ဒီ folder လေးရှိထားရင်အဆင်ပြေတယ်အဲ့တော့ဒီမှာ JavaScript file တွေနော်နောက်ပြီးတော့ကျွန်တော်တို့သူ့ရဲ့ theme နဲ့ပတ်သက်ရင်ကျတော့ CSS code တွေနဲ့သုံးထားတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့လိုအပ်တဲ့ကိုကြိုက်တဲ့ပုံစံလေးတွေပြန်ပြီးပြင်ချင်ရင်လည်း ACC ပဲပြင်လို့ရအောင်လုပ်ပေးထားပါတယ်နော်အဲ့တော့ဒါကျွန်တော်တို့လုံးဝဒီ source code တွေနဲ့ open source အနေနဲ့ထားပေးတာပေါ့နော်ဆိုတော့အဲ့ဒါကိုကြည့်လို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါနော်ဒီ feature တွေကိုအားလုံးပဲပေါ့နော်ကိုယ်စိတ်ကြိုက်ပြင်ပြီးတော့သုံးခွင့်ပေးထားပါတယ်နော်အဲ့တော့ပြီးရင်ကျွန်တော်တို့ဘယ်လို setup လုပ်မလဲဆိုတော့ဒီမှာ installation guide ထဲမှာပြောထားတဲ့အတိုင်းပဲနော်ကျွန်တော်တို့ဒီ Chrome extension ဆိုတဲ့စာမျက်နှာပေါ့နော်ဒီကိုသွားလိုက်ပါအဲ့တော့ဒီကနေသွားလေရပါတယ်နော်ဆိုတော့ဒီမှာ setting ကနေတစ်ဆင့်သွားနေရမှာဆိုလို့ကျွန်တော်ကဒီကလေးကိုပဲ copy ကူးပြီးသွားလိုက်မယ်နော်တခါလေးရောက်တော့အောင်နော်အဲ့တော့ Chrome extension ဆိုရင်ရောက်တော့မယ်အဲ့တော့ဒီမှာကျွန်တော်တို့ developer mode ကိုဖွင့်လိုက်မယ်နော် developer mode ဖွင့်လာပြီဆိုရင်ဒီမှာ load and package ဆိုပြီးတော့ရှိပါတယ်နော်အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ပြီးတော့အဲဒီကိုယ့်ရဲ့ခုနကတော့ဖြီထားတဲ့နေရာလေးကိုရွေးပြီးတော့နော် folder ကိုဖွင့်လိုက်ပြီးတော့ select လုပ်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီလိုလေးပေါ်လာပါလိမ့်မယ်နော် K hack bar 1.5 ပေါ့ဒါလက်ရှိ version ပါနော်အဲ့တော့ကျွန်တော် version 1 1.1 1.2 စသည်ဖြင့်ဆန်းခဲ့ပြီးသွားပြီပေါ့လေစိတ်တိုင်းမကြသေးလို့ကျွန်တော်မတင်ပေးသေးတာပေါ့နော်အခု 1.5 မှာတော့ဒါတော်တော်လေးအဆင်ပြေနေပြီမို့လို့အားလုံးသုံးလို့ရအောင်တင်ပေးလိုက်တာပါနော်ဆိုတော့ K hack bar ဆိုတာလေးပေါ်လာပြီဟုတ်ပြီနော်အဲ့တော့ပေါ်လာပြီဆိုပေမဲ့ဒီမှာ extension နေရာမှာတွားကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ K hack bar ဆိုပြီးပေါ်တယ်ဒီနေရာလေးမှာကျွန်တော်တို့ကနော် pin to toolbar ဆိုတာလေးနှိပ်လိုက်ရင်အပေါ်ကိုတိုက်ရိုက်တက်လာမယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့က AC သုံးလို့ရပြီနော်အဲ့တော့ပထမအဦးဆုံးဆိုရပါဆိုကျွန်တော်တို့က web page တစ်ခုကိုမြင်တဲ့အခါပေါ့နော်ဒီမှာတော့ကျွန်တော်ကအဆင်ပြေအောင်လို့ကျွန်တော်ရဲ့ blog ကိုပဲခဏဖွင့်လိုက်ပါမယ်နော်အဲ့တော့ web page တစ်ခုကိုရောက်သွားတဲ့အခါမှာအရင်ဆုံးကျွန်တော်တို့ဒီ hack bar လေးကိုနှိပ်လိုက်လို့ရတယ်နော်ဒါဆိုရင်ဒီမှာကျွန်တော်တို့သူနဲ့ပတ်သက်ပြီးတော့နော်လိုအပ်တယ်လို့လုပ်လို့ရတယ်လေ့လာလို့ရတယ်နော်ဆိုတော့ဒီမှာကျွန်တော်တို့ URL ပါမယ်နောက် basic union နော်အများကြီးပါပဲဒီမှာတစ်ခုခုရွေးလိုက်နော်အဲ့တော့သူနဲ့ပတ်သက်တဲ့ဟာတွေပေါ်လာမယ်ပေါ့နော်စသည်ဖြင့်ပေါ့ဟုတ်ပြီနော်အဲ့တော့ MySQL ရဲ့ diodes တွေလည်းဒီမှာထည့်ပြီးထားပါတယ်အဲ့ထဲမှာနော်ထပ်ပြီးရွေးချယ်စရာတွေလည်းပေးထားသေးတယ်အဲ့တော့စလုံး site ကတော့နည်းနည်းလေးပြင်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ကွန်ပျူတာထဲမှာကိုကြည့်လို့ရရုံပဲထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်နော်အဲ့တော့အများကြီးပဲလုပ်လို့ရပါသေးတယ်နော်ဒီမှာကျွန်တော်တို့ကဒီ factory လေးထည့်ပေးထားတယ်နော်ပြီးတော့နော်ဒီ setting မှာလည်းတချို့သောဟာလေးတွေပေါ့နော် configuration ပြင်တဲ့ဟာလေးတွေစသည်ဖြင့်လုပ်လို့ရအောင်လုပ်ပေးထားတယ်နော်ပြီးတော့ဒီမှာဆိုရင် scope မှာကျွန်တော်တို့က in scope နော်ဟိုတတ်မှတ်ပေးလို့ရတယ်နော်ဒါဆိုရင်ကျွန်တော်တို့က out of scope တွေမသုံးတော့ဘူးအဲ့တော့ out of scope တွေကို testing လုပ်မိတာကနေပြီးတော့နော်သူကရှောင်ပြီးနိုင်တယ်ပေါ့ဟုတ်ပြီနော်
အဲ့တော့ဒါကတော့ bash handler တွေအတွက်အသုံးဝင်မှာပါเนาะအဲ့တော့ကျွန်တော်တို့ဒီ feature လေးတွေသုံးလို့ရတယ်ပေါ့เนาะအဲ့တော့ factory မှာလည်းကျွန်တော်တို့ဒီမှာ URL function လားသို့မဟုတ်ပါလဲပေါ့เนาะပေးလို့လားစသည်ဖြင့်ပေါ့လေကျွန်တော်တို့အဆင်ပြေအောင်သုံးလို့ရအောင်တော့တတ်နိုင်တော့လုပ်ပေးထားတယ် WAF bypass နဲ့ပတ်သက်ရင်လည်းเนาะအများကြီးပဲထည့်ထားတယ်ပေါ့เนาะဆိုတော့အဲ့ထဲမှာကျွန်တော်တို့အဆင်ပြေတယ်လို့သုံးလို့ရတယ်ဟုတ်ပြီเนาะဆိုတော့ဒါကတော့ပုံမှန်အတိုင်းကျွန်တော်တို့ဒီ head bar တွေမှာပါတဲ့ဟာတွေ feature တွေအပြင်ကျွန်တော်နည်းနည်းလေးထပ်ပြီးတော့ဖြည့်ထားတဲ့ဟာတွေရှိတယ်ပေါ့เนาะအဲ့ဒါလေးတွေကိုကြည့်လို့ရအောင်เนาะအားလုံးသုံးလို့ရအောင်လုပ်ပေးထားပါတယ် source code တွေထဲမှာဖတ်ပြီးတော့ကိုယ်စိတ်ကြိုက်ပြန်ပြင်ခြင်းလည်းပြင်လို့ရပါတယ်เนาะကျွန်တော်ကတော့ red team ဟိုအားတန်တာမလို့เนาะ team ကိုလည်း red team လေးနဲ့ပဲဖန်တီးထားပါတယ်เนาะအဲ့တော့ကိုကြိုက်တဲ့ color တွေကိုလည်း CSS code တွေထဲမှာဝင်ပြီးပြောင်းလို့ရတယ်ဆိုတော့ဟိုဘက်မှာပြောင်းလိုက်ရင်ဒီဘက်မှာလာပြီးတော့ effective ဖြစ်မယ်ပေါ့เนาะအဲ့တော့ဥပမာကျွန်တော်တို့ဒီထဲမှာเนาะအဲ့တော့ပြောင်းလို့ရတဲ့ဟာတွေရှိတယ် configuration file တွေเนาะဒီ background file တွေစသည်ဖြင့်ပေါ့เนาะအဲ့တော့ဒီမှာ pop up HTML ဒီထဲမှာဆိုရင်လည်းကျွန်တော်တို့HTML code တွေရှိတယ်ပေါ့เนาะဒီထဲမှာ CSS နဲ့ပတ်သက်တဲ့အားတွေရှိတယ်အဲ့ဒီမှာကျွန်တော်တို့ပြင်ချင်တဲ့ဟာတွေကိုပြင်လို့ရတယ်ပေါ့เนาะဆိုတော့ဒီနားမှာဆိုရင်ဥပမာပေါ့เนาะအဲ့တော့ဒီမှာကျွန်တော်တို့ font size တွေပြင်လို့ရတယ်เนาะအဲ့တော့ font size ကိုစိတ်ကြိုက်ပြင်လို့ရတယ်အဲ့တော့တချို့ color တွေကိုလည်းဒီထဲမှာ layer ညီတွေဖြစ်အောင်ပေါ့လေကိုကြိုက်တဲ့ color ကိုနေရာမှာเนาะကိုကြိုက်တဲ့ပုံစံလေးတွေဖြစ်အောင်ပြင်လို့ရပါတယ်เนาะအဲ့တော့ဒီ source code တွေဒီမှာပြင်ပြီးတော့ save လုပ်လိုက်တာ ਨੇ ဒီဘက်မှာချက်ချင်းပဲ effective ဖြစ်အောင်เนาะ effective ဖြစ်သွားမှာပါဆိုတော့ကိုစိတ်ကြိုက်ပြင်သုံးနေတဲ့လူတွေလည်းအဆင်ပြေပါတယ်တခုပဲသတိထားမှာဒါဟို pack လောက်ထားတဲ့ extension မဟုတ်တဲ့အတွက်ပေါ့เนาะအဲ့ဒီ folder လေးကိုတော့တင်ထားရမယ်เนาะအဲ့ဒါလေးရှိနေမှာကျွန်တော်တို့အဲ့ထဲမှာ file တွေဖြတ်လိုက်မိရင်เนาะဒီမှာသုံးလို့ရမှာမဟုတ်တော့ပါဘူးเนาะအဲ့ဒါလေးပဲအဓိကသတိထားရမှာပါဆိုတော့သုံးလို့အဆင်ပြေမယ်လို့ထင်ပါတယ်เนาะဒီ view လေးကတော့ဒီလောက်ပါပဲ